အလူပေးခြင်းရင်မစားနိုင်တဲ့လူကိုကျွေးဟုတ်ပြီနော်မဝတ်နိုင်တဲ့လူကိုပေးမြို့ထဲကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောကမလုံးနဲ့အာကုသိုလ်ကြီးပဲရှင်းလားစားတဲ့လူကဝေဘာမှုမှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ရှုပ်ရှက်ခတ်ဟောမစားနိုင်တဲ့လူတွေကြွေးစားမှာမလို့အလူရက်ကိုတွေ့မှာသူတို့ကဒီတလုတ်ကိုရဖို့လွယ်တာမှမဟုတ်ဘူးနဲ့ရှင်းလားဗမာတွေမလူတတ်လို့မွဲနေတာရှင်းသလားဒီမှာမိဘမဲ့ကုညီဆောင်ရှောက်ရေးမရှိစင်းရတာထောက်ပံ့ရေးများဘာတစ်ခုသိမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှက်ဖို့တော့ကောင်းရှင်းလားဟိုမှာ AIDS ဖြစ်နေတဲ့လူတွေအနာကြီးယောဂဖြစ်နေတဲ့လူတွေထောက်ပံ့မဲ့လူမရှိဘူးဗုဒ္ဓဘာသာတွေမေတ္တာထားလူချင်းထောက်ပံ့လူတွေဂုံလုံးတဲ့လူတွေလုံးဝပါနဲ့အဖိုးတွေကြီးပဲကျုပ်မြင်တိုင်းပြောရရင်ဗမာပြည်နောက်ထပ်ဖျားကိုတည်စရာမလိုတော့ရှိတဲ့ဖျားကိုတောင်းစေအောင်ဆုံးမစားအောင်